လိုတရားစကားလေးပြောမလို့အကောင်းဆုံးတရားပြောတာကောင်းပါလေအချိန်တိုလေးအတွင်းပြောတာဆိုတော့အကောင်းဆုံးပဲကောင်းပါတယ်နော်တော့အကောင်းဆုံးဆိုတဲ့စကားလုံးကလည်းပဲကိုယ်ပိုင်အယူဆနဲ့သုံးလုံးလိုက်တာမဟုတ်ပါဘူးဘုရားကိုယ်တိုင်ကိုကအဲ့ဒီတရားထဲမှာအကောင်းဆုံးတရားဆိုပြီးတော့ချီးမွမ်းပြီးတော့ဟောထားတယ်အပ္ပမဒေနတမ္ပါဒိဋ္ဌအဲ့ဒါအကောင်းဆုံးတရားအင်္ဂုတ္တပါဠိတော်တက္ကနိပတ်ထဲမှာသူဘလောက်ကောင်းတယ်လဲဆိုတာကိုပေါ်လွင်ထင်ရှားဖို့မြတ်စွာဘုရားဥပမာတွေအများကြီးပေးပြီးတော့တောင်းသူ့ကိုချီးမွမ်းကဖွင့်တာခြေနှချောင်းရှိတဲ့တရားဝါတွေထဲမှာမြတ်စွာဘုရားအမျက်ဆုံးပဲတဲ့အဲ့လိုပဲကောင်းတယ်ဆိုတဲ့တရားတွေထဲမှာကုသိုလ်တရားတွေထဲမှာအပ္ပမဒအမျက်ဆုံးပဲ